မြန်မာနိုင်ငံမြေပုံကိုပထမဆုံးရေးဆွဲခဲ့သူသို့မဟုတ်နိုင်ငံခြားပါရဂူပွဲကိုပထမဆုံးရယူနိုင်ခဲ့သူအားလုံးပဲမင်္ဂလာပါထောက်မှတ်ကတင်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမြေပုံကိုရေးဆွဲခဲ့သူအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်မြေပုံရေးဆွဲသူဒေါက်တာဒေါ်သိန်းကြီးတောင်ငူသူဆိုတာစေပီခေကာလာရန်ကုန်တက္ကသိုလ်ပထဝီဝင်ဌာနရဲ့ဖောင်နာအဖွဲ့ဝင်တဦးပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားကျောင်းသူကျောင်းသားတွေတာမကတကဘာလုံးကပါမြန်မာနိုင်ငံမြေပုံရေးလို့ကဘာကလက်ခံသုံးဆွဲနေကြတဲ့မြန်မာပြည်မြေပုံကိုရေးဆွဲခဲ့သူပါ။ပါမကလူစီရဲ့တပည့်ရင်တဦးလည်းဖြစ်ပါတယ်။ဒါပြင်ထိုခေတ်ထိုအချိန်တုန်းကပညာတတ်ရှားပါလုံးနဲ့မြန်မာမျိုးသမီးတွေထဲမှာပထမဆုံးနိုင်ငံခြားပါရဂူပွဲကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။1950ခုနှစ်မှာအမေရိကန်နိုင်ငံကလပ်တက္ကသိုလ်မှာပထဝီဘာသာနဲ့ပညာသင်ကြားခဲ့ပါတယ်။စစ်မပြစ်မီကာလရန်ကုန်တက္ကသိုလ်မှာအင်္ဂလိပ်မျိုးသမီးတွေလန်ဒန်မှာပါရဂူပွဲသွားယူကြတာတွေရှိခဲ့ပေမဲ့လည်းမြန်မာမျိုးသမီးတွေထဲမှာဆိုရင်တော့ဆီယာမကြီးဒေါက်တာဒေါ်သိန်းကြီးကပထမဆုံးပါပဲ။နောက်ဒေါက်တာဒေါ်သိန်းကြီးဟာဒီကနေ့ကဘာကလက်ခံသုံးဆွဲနေတဲ့မြန်မာပြည်မြေပုံကိုဟော်လန်နိုင်ငံအက်စတာဒန်ကဂျမ်မာဒန်ပထဝီမြေပုံဆွဲဌာနနဲ့အတူဒေါက်တာဒေါ်သိန်းကြီးမှကြီးကြပ်တီးဖြတ်ရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။ဆီယာမကြီးဒေါက်တာဒေါ်သိန်းကြီးကို1918ခုနှစ်ဇွန်လ1ရက်တောက်ကြနေမှာတောင်ငူမြို့နေအဖဦးချိုနဲ့အမိတော်များတို့မှမွေးဖွားခဲ့ပြီးမွေးချင်း3ဦးရှိပါတယ်။ဗိုလ်မှူးချုပ်မောင်မောင်ဟာဆီယာမကြီးဒေါ်သိန်းကြီးရဲ့မောင်ရင်ပဲဖြစ်ပါတယ်။ဒေါက်တာဒေါ်သိန်းကြီးဟာရေတာရှင်မျိုးဗမာတိုင်းသားဘာသာကျောင်းမှာစတင်ပညာသင်ယူခဲ့ပြီးဖခင်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတဲ့မကွေးမြို့တိုင်းရင်းမြန်မာမြူနီစပယ်ကျောင်းမှာ8တန်းထိပညာသင်ယူခဲ့ပါတယ်။1933ခုနှစ်မှာတော့ရန်ကုန်ဆရာပြစ်တင်ကောလိပ်ကျောင်း Teacher Training College TTC မှာနော်ဝမာဓမ္မတက္ကသိုလ်ဝင်တဲ့အောင်မြင်သည့်ထိကျောင်းဝင်ကျောင်းစာနေထိုင်ကပညာစီးပူးခဲ့ပြီး1934ခုနှစ်မှာတော့တက္ကသိုလ်ဝင်တဲ့ High School Final HSF ကိုဘာသာသုံးကုန်လူများနဲ့အောင်မြင်ခဲ့ပြီးမြန်မာတနိုင်ငံလုံးရှိကျောင်းသူများထဲမှာပထမရရှိခဲ့ပါတယ်1934-1935ပညာသင်နေရန်ကုန်တက္ကသိုလ်သို့စတင်တက်ရောက်ချိန်မှာတော့ Aston Special Club မှာသင်ယူခဲ့ရပါတယ်1938ခုနှစ်မှာတော့ဝိဇ္ဇာကွန်နူတန် BA Horn ကိုအောင်မြင်ခဲ့ပြီးရန်ကုန်တက္ကသိုလ်ပထဝီဝင်ဌာနမှာအချိန်ပြည့်နီးပြဆရာမဖြစ်နိုင်ငံတာဝန်ကိုစတင်ထမ်းရွက်ခဲ့ပါတယ်1939-1940ပြည့်နှစ်များအရောက်မှာတော့ဆရာပြစ်တင်ကောလိပ် TTC မှာ BED ပညာရေးပွဲသင်တန်းကိုဆက်လက်တက်ရောက်ခါအောင်မြင်ခဲ့ပါတယ်ဂျပန်ခေတ်တွင်1942ခုနှစ်ဝန်းကျင်အရှေ့အာရှလူငယ်စီယုံကဖွင့်လှစ်ခဲ့တဲ့လက်ရွေးစင်ကျောင်းမှာလည်းတင်ယိုညွှန်တန်းဆိုင်ရာနဲ့တင်ကြားမှုဆိုင်ရာများကိုပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်1943ခုနှစ်မှာတော့ဆရာကြီးဥပေမောင်တင်မှကျောင်းအုပ်ကြီးဖြစ်တာဝန်ယူထားတဲ့ရန်ကုန်တက္ကသိုလ်ပထဝီဝင်ဌာနနဲ့1945ခုနှစ်အရေးပေါ်ကာလရန်ကုန်တက္ကသိုလ်ပထဝီဝင်ဌာနတို့မှာပါလက်ထောက်ကတိကအဆင့်ရာထူးနဲ့တာဝန်များကိုထမ်းဆောင်ခဲ့ပါတယ်1948ခုနှစ်ဇန်နဝါရီလမှာတော့အမေရိကန်ပြည်ထောင်စုနိုင်ငံမက်ဆာချူးဆက်ပြည်နယ်ကလပ်တက္ကသိုလ်ကိုမဟာဝိဇ္ဇာပွဲရယူရန်အတွက်ထွက်ခွာသွားခဲ့ပြီးပထမနှစ်ဝက်ရမှတ်များထူးချွန်ကောင်းမွန်တဲ့အတွက်ပါရဂူပွဲတင်နန်းတက်ဖို့ရအတွက်ကလပ်တက္ကသိုလ်ကခွင့်ပြုခဲ့ပါတယ်1950ပြည့်နှစ်မှာတော့ပါရဂူပွဲကိုရရှိခဲ့ပြီးစက်တင်ဘာလမှာပဲမြန်မာပြည်ကိုတင်မောင်းနဲ့ပြန်လာခဲ့ပါတယ်။နိုင်ငံရေးခြားပါရဂူပွဲကိုမြန်မာမျိုးသမီးများထဲမှာပထမဆုံးရရှိခဲ့သူတဦးလည်းဖြစ်လာခဲ့ပါတယ်။1952ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံသုတေသနသင် Burma Research Society BRS မှာဆိုရင်လည်းထက်ထက်ဝင်ပါဝင်လှုပ်ရှားခဲ့တယ်လို့ကိုပိုင်သုတေသနလုပ်ငန်းများကိုလည်းလှုပ်ဆောင်ခဲ့ပါသေးတယ်။ဒါပြင်နိုင်ငံသမိုင်းကော်မရှင် Historical Commission မှာလည်းတက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်အနုပညာသင်ရန်ကုန်တက္ကသိုလ်ခြေလင်းနဲ့တောင်တက်တင်တို့ကိုစတင်တည်ထောင်ခဲ့ရမှာလဲပါဝင်ခဲ့သူတဦးလည်းဖြစ်ခဲ့ပါတယ်1983-1984ပညာသင်နေရန်ကုန်ပညာရေးတက္ကသိုလ်ကတက္ကသိုလ်စာပေစာယူသင်တန်းများနဲ့ပညာရေးပွဲလွန်သင်တန်းများစတင်ဖွင့်လှစ်ခဲ့ရမှာလဲပါဝင်ဦးစီးခဲ့သလို1985-1986ခုနှစ်နောက်ပိုင်းဝိဇ္ဇာသိပ္ပံဘောဂဗီဒနဲ့ဥပဒေပညာရပ်များကိုထည့်သွင်းပို့ချခဲ့ရမှာလဲဝိဇ္ဇာဌာနမှုဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်1989ခုနှစ်ဇွန်လမှာတော့ရန်ကုန်တက္ကသိုလ်ပထဝီဝင်ပါမောက္ခတာဝန်မှတပ်ပြည့်ငိမ့်စာယူခဲ့ပြီး1990ပြည့်နှစ်အောက်တိုဘာလ23ရက်နေ့တွင်ရန်ကုန်မြို့အမှတ်30ကုန်းမြင့်ရိပ်သာလမ်း9မိုင်နေမှာပဲကွယ်လွန်နေစာရောက်ခဲ့ပါတယ်ပထဝီဝင်ဆိုတာကဘာမြေကြီးနဲ့ကဘာမြေကြီးပေါ်နေထိုင်သူတွေအကြောင်းလေ့လာတဲ့ပညာရပ်ဖြစ်တဲ့ပထဝီဝင်ရဲ့အခြေခံဖြစ်တဲ့မိမိပတ်ဝန်းကျင်ကိုကိုယ်တိုင်လေ့လာရှာဖွေရတဲ့ပထဝီသင်ကြားရခြင်းရဲ့အဓိကရွယ်ချက်ကလည်းလူငယ်လူရွယ်တွေကိုကိုယ်တိုင်လေ့လာစူးစမ်းတတ်သောအလေးထားရရှိရန်ပြုထောင်ပေးခြင်းဖြစ်တဲ့ဆိုတဲ့ပထဝီဝင်ဘာသာရပ်နဲ့ပတ်သက်လို့ဆီယာမကြီးတော်တင်ကြီးဟာတမျက်တနိုးတန်ဖိုးထားကသူမလေးစားရတဲ့ဘာသာရပ်ကိုနောက်တစ်ခေတ်ရဲ့လူငယ်တွေထံကိုလက်ဆင့်ကမ်းအမွေပေးခြင်းခဲ့တာတည်တာလှပါတယ်